ရေဘူးလေးလည်းပါတယ်အလုပ်ပြန်အဆောင်မှာတီရှူးကုန်လို့တီရှူးသွားဝင်မလို့ကျွန်တော်ကိုရီးယားရဲ့ဒီလူနေမှုဇက်ကိုကျွန်တော်နဲ့သဘောကျတယ်သူတို့ကတိတ်ဆိတ်နေတဲ့သဘောကျတယ်သူတို့ဒီအလုပ်ကပြန်လာပြီဘာညာဆိုလို့ရှိရင်အဲ့ဒီမှာအေးစစ်စစ်တိတ်ဆိတ်နေကြတယ်သူတို့ဒီရှေ့ကလမ်းဆောင်ညာရှိုးလို့ရှိရင်ကျွန်တော်တီရှူတော့မှမရရောက်ပြီရေဘူးလေးလည်းပါတယ်ကပတ်လေးလည်းပါတယ်အော်လေးလည်းပါတယ်哦，那里也是路。